ဟုတ်ကဲ့ကျွန်တော်ကတော့CDM ပုံမှုတင်လဲအောင်ပါဗျာဟုတ်ဘယ်လိုခံစားရလဲဆိုတော့ဒီထဲမှာအကုန်လုံးပေါ့နော်တော်လှန်ရေးရဲ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပေါ့နော်အခြေအကြောင်းအလွမ်းအဆွေးအကုန်လုံးပေါ့နော်နိုင်ငံရေးတွေရောနိုင်ငံရေးအကျဉ်းသားတွေရဲ့ဒုက္ခတွေပြီးတော့ဒီမိသားစုတွေဘာကြောင့်ဝေးကွာရလဲဆိုအမှန်တရားကိုလက်ကင်ဆွဲပြီးတော့အလွတ်လုံးရင်းနဲ့မိသားစုတွေဝေးကွာခဲ့ရတယ်အမှန်တရားကိုလက်ကင်ဆွဲပြီးတော့အလွတ်လုံးရင်းနဲ့ကြာဆုံးသွားတာတွေဒဏ်ရာရတာတွေမိသားစုကွေကွင်းရတဲ့ဒုက္ခတွေဒီဟာတွေအကုန်လုံးပေါ့နော်ကျွန်တော်တို့အမှန်တရားဘက်တော်သားတွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဘဝတွေအားလုံးအထင်ဟပ်စေတဲ့အရာတွေအားလုံးပါတဲ့အတွက်ဒီနေ့ကြည့်ရတာတော့အဆင်ပြေပါတယ်ဗျဟုတ်ကဲ့ဗျဒါကျွန်တော်ပထမပိုင်းပြောခဲ့လို့ပေါ့နော်တော်လိုင်းစကားတစ်ခုလည်းဖြစ်တယ်ပြီးတော့ယတ္တဆုံလည်းပါတယ်ပေါ့နော်ယတ္တဆုံပါတဲ့ပြင်ဒီထဲမှာလုံးဝတကယ်အနှစ်သာရပါတဲ့လုံးဝအနှစ်ချုပ်ကိုပြောရလို့ရှိရင်တော့ဓမ္မနဲ့အာရမကဘယ်ဟာကိုဘယ်ဘက်ကရက်တင်လဲပေါ့နော်ဘယ်ဘက်ကနေကိုကအလုပ်လုပ်တင်လဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဆရာတွေဆရာမတွေပေါ့ဆရာမဆိုတာကကျွန်တော်တို့ဒီနန်းစီဒီယန်ဆရာမစီဒီယန်ဆရာမကိုခေါ်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့လူတယောက်ကမိဘဖြစ်လာလို့ရှိရင်လေ तू ကပုပ္ပစီယာမိနစ်ဖာဆိုတဲ့အတွက် तू ကအချိန်တန်လို့ရှိရင် तू ကဒီလက်ဦးဆရာဖြစ်လာမှာပဲပေါ့နော်ကလေးတွေရဲ့လက်ဦးဆရာဖြစ်လာမှာအဲ့ဒီဆရာဖြစ်လာမဲ့လူတွေရောအကုန်လုံးပေါ့နော်ဓမ္မနဲ့အာရမဆိုတဲ့စကားလုံးကိုဓမ္မဆိုတဲ့စကားလုံးကိုဘယ်လိုနေရာမှာသုံးတင်လဲဘယ်လိုနေရာမှာဟွာဖြစ်တင်လဲပြီးလို့ရှိရင်ဘယ်လိုယက်တည်တင်လဲဆိုတဲ့ဟာပေါ့နော်ပြီးရင်စစ်ကောင်စီရဲ့တကယ်အကြမ်းဖက်နှိပ်စက်မှုတွေကကျွန်တော်တို့ဒီဘယ်လောက်ထိခံစားရတယ်ပြည်သူလူထုဘယ်လောက်ထိခံစားရတယ်ဆိုတဲ့ဟာတွေပါဝင်တဲ့အတွက်ဒါလူသားအလုံးကြီးတင်တဲ့တော်လှန်ပြည်သူအလုံးကြီးတင်တဲ့ဇာတ်ကားတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျဟုတ်ဖြစ်စွဲပြောချင်တာကတော့ကျွန်တော်တို့ချိန်တိုင်းအမှန်တရားကလုံးဝကိုအတားသီးကနေအနိုင်ရမယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်